ခြင်းနဲ့စိတ်တွေနဲ့အတွေ့မှပြင်ပြလို့နေလေဒါပေမဲ့လေဘဝချင်းလေးကမလာတော့မျိုးသိထားနေနိုင်ငံရချာအဝေးမှလေအလုပ်တွေကြိုးစားလို့နေတယ်အမေအိမ်လေးမိသားစုငွေသားလေးကိုကျွန်တော်လွမ်းနိုင်ကိုတယ်အိမ်ပြန်ခြင်းနဲ့ oh ho ဒီနေ့မျိုးလေးလွမ်းနေအိမ်ပြန်ခြင်းနဲ့ oh ho ဒီနေ့မျိုးလေးကျွန်တော်လွမ်းနေအဝေးကမမေကတော့လိုက်ပါတယ်တာတော့အိမ်လေးအေးချမ်းမို့ရဲ့စစ်တဲ့မွေးရဲ့မနိုင်ငံစီအမြတ်ပြန်လာဖို့ကွယ်အတန်ပြလေးဆိုးကားထားတယ်မပြေသေးတော့လွမ်းနေတိုင်းကျွန်တော်တစ်ချက်ဆိုရင်ရှိမှန်းချက်မပြေသေးဘူးပေါ့ရှင်ထဲမှာစိုးနေချီကွယ်ဝေးချက်ကမိုးနဲ့မြေပဲဘယ်မိဘသူသားသမီးကိုနာကျင်ရအောင်အဝေးတော့မနေခဲ့အလွမ်းတွေကစိုးဆက်ချီကွယ်စီးပွားရေးဆိုးရက်တွေနဲ့အမေမျက်ရည်တိုးထွက်နေခဲ့တော့ကျွန်တော်လည်းခိုးထွက်နေခဲ့ပေါ့နိုင်ငံခြားတဲ့ဟာကြားတာနားဝင်ချိုတာတိုင်းတစ်ပါးသားလက်အောက်ဆဲတာဆိုတာအခါပင်လို့ပါဒါပေမဲ့လည်းအမားမြင်လို့ပါဘယ်သူမှမသွားချင်လို့ပါအမေအိမ်နဲ့မိသားစုလေးကိုတင်တောင်းတင်နေထားခြင်းပဲမေကတော့လိုက်ပါတယ်တာတော့အိမ်လေးအေးချမ်းမို့ရဲ့ချစ်တဲ့မွေးရဲ့မနိုင်ငံစီအမြတ်ပြန်လာ